မင်္ဂလာပါခင်ဗျာစိတ်မစကမကြိုးဆိုပါတယ်ဒီနေ့ကျွန်တော် customer တယောက်အားပေးထားပါတော့ဒီ Gravel V3 လေးကိုကျွန်တော်ပို့လုပ်နေနဲ့ဒါပစ္စည်းစစ်နေရပါတော့စစ်နေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာသုံးထားတဲ့ဟာလေးနဲ့သူပုံစံလေးကိုကျွန်တော်ပြပေးရင်ဗီဒီယိုလေးလုပ်လိုက်ပါတယ်ဝယ်ယူအားပေးဝိုင်း customer ကတော့ကျွန်တော်ဒီမြောက်ဥက္ကလာကကိုဝင်းလွင်မှုဖြစ်ပါတယ်ဒီကိုကကျွန်တော်ရှိဝယ်ရတာ၄စီးမြောက်ဖြစ်ပါတယ်ပေါ့နော်ပထမ Twitter တွေ Mountain တွေ Robike တွေလည်းဝယ်ထားတယ်UK Mountain လည်းဝယ်ထားပါတော့ဒါ၄စီးမြောက်ပေါ့အဲ့တော့ဒီမြောက်ကလာကိုဝင်လို့မလို့လေအထူးပဲကျေးဇူးတင်ရှိပါဗျာအဲ့တော့ကြည့်ပြီးပါဒီကောင်လေးကတော့ Twitter Gravel V3 အရှောင်းက Ferrari Road ပါဗျာအနီကိုသူကခန့်တီတုံးနဲ့ဒီလိုအဆူအယောင်လေးဖြစ်တယ်သူက carbon frame ကျွန်တော်ဒီမှာ carbon fork ဖြစ်တယ်ပြောလို့ရှိရင် gear set တွေကကျွန်တော် retrospect 2 tray နဲ့ဖြစ်မယ်hub က 4C bearing carbon hub ကို carbon on နဲ့ဖြစ်မယ်ရှေ့ gear လည်း retrospect 2 speed ပေါ့နော်2 tray ဆိုတော့ဒီကောင် crank က Sinus hollow crank ဖြစ်တယ်ပေါ့နော် tire က Innova Pro ကျွန်တော်ဒီ wheel ကကြတော့ retrospect wheel ဖြစ်ပါတယ်ဒီကောင်က brake ပိုင်းမှာလည်းကျွန်တော် fully hydraulic disc ပေါ့နော် C brake အပြည့်ဖြစ်နေပေါ့နော်အကုန်လုံးကကျွန်တော်ဒီ frame ထဲကနေသွားထားတယ်လုံးဝကျိုးပြောက်ပေါ့နော်အပြင်မှာဘာကျိုးမှမမြင်ရဘူးပေါ့နော်ဒါကတော့ဒီ Twitter account frame နဲ့ထုံးတယ်ပေါ့နော်ဒီကောင်ရဲ့ကျွန်တော်ဒီလက်ကင်တွေ integrated ကိုသူက carbon ဖြစ်မယ်ပေါ့နော်ဒီထိုင်ငုတ်တွေကလည်းကျွန်တော်carbon ငုတ်တွေဖြစ်ပါတယ်ရှေ့ hub ကလည်းကျွန်တော် carbon hub ကို carbon on နဲ့ဖြစ်ပါတယ်ဗျာ brake တွေပါတွေကသူက C brake ဖြစ်တယ်ကျွန်တော် shifter တွေကဒီ retrospect 2 တွဲမှာထုံးစံအတိုင်းကျွန်တော် carbon shifter ဖြစ်တယ်ပေါ့နော် shifter တွေကစโอเคပါဒါတော့ Gravel V3 အနီအောင်လေးဖြစ်ပါတယ်ဗျာကျေးဇူးပါ